ဒီနေ့မှာတော့ပေါ်မှာခက်စားနေဒီထောင်လေးခုံရမှာဖြစ်ပါလေဒီထောင်အနေနဲ့လို့ရှင်ပေါ့နော်နောက်ပြီးမှတင်ပေးပါမယ်အလကားတော့မရနိုင်ဘူးနောက်ပြီးမှတင်ပေးပါမယ်အလကားတော့မရနိုင်ပါဘူးပေါ့နော်ဆက်တာအလကားပေးမယ်ဒီခလေးကတော့တော်ခေါင်းကောင်းပါလေဒါကျမရှာကြမလို့သူကပေါ်လာတာမမတက်တော့မှာပေါ့နော်အဲ့ဗီဒီယိုတွေ့လို့ရှိရင်လည်းအဲ့ဗီဒီယို comment အောက်မှာကြည့်လို့ရပါတယ်ကျမတက်နောက်ဗီဒီယိုမှာကြည့်ပါမယ်ပြကြတော့ဒီမှာပေါ့နော်ဘုံမြတ်ပါပါလေဟုတ်တယ်လည်းဘူးဆောင်တော့ဘောနော်ကီးဘုတ်ရဲ့ဟာလေးကိုလောက်ချာတခုချင်းစီဖြုတ်ပြီးတော့ဒီလည်းမကောင်းစကလုံးကြီးတူကကြောက်စမကောင်းနေလိုက်ဆိုကြည့်ကြပါဦးနဲ့မင်းတို့ပြပြီးတော့သိတဲ့တော့လည်းသိမယ်မသိရတော့လည်းမသိဘူးပေါ့နော်အကောင်လုံးဖုတ်ပူပါလို့ဒီမှာနောက်နေကြလို့ရှိရင်အဲ့လိုပြပြပါမယ်ရှိပါတယ်အချင်းလာတယ်好不讲了，上去要么回家哟。Okay, bye-bye guys. Start खेली बना भले लग जाओ. तो आज बताऊँ ये bye bye ना.